Yeah, produced by Tasso Production. ကိုပါပြပြကိုလိုက်မဲ့ရန်ကုန်ကညနေကုန်ညနေချင်းတွေနဲ့ပြန်ဆုံကြကြီးမနိုင်မှာဒီလိုနဲ့ငါရဲ့ခီးစဉ်ဖက်ကသွားမယ်နောက်တနေ့ရသူတို့ကအပေါင်းတင်တွေကဖက်ကိုလမ်းမှာစောင့်နေတာညဘက်ဆိုငါတို့နဲ့အမွေတွေကမှလွင့်နော်ဟစ်ဟော့ပြအကြောင်းပြကိုငါရဲ့ဘက်ကဖွင့်ပြောမင်းတို့နဲ့ငါတို့မျိုးပွားထားနေတဲ့လူငယ်ချင်းပြချေချာကြည့်လိုက်လူကုန်ကတေချာကြည့်ဒါတွေအလုံးရန်ကုန်တိုင်းနေထိုင်တဲ့ရက်ွက်နာမည်ကအခုတွေ့ကုန်နိုင်ဖြစ်ပြတဲ့မိနစ်တည်းလို့ချိန်မှာရှိတ်ဖက်ခင်မင်းပေါ်တဲ့လမ်းလာခဲ့ရန်ကုန်လို့လက်မိုက်ချအားလုံးကိုကြိုးကိုလိုက်မှာရန်ကုန်ကWay strong, way strong, way strong, way strong. ချစ်တဲ့မန္တလေးနေတာက26ပြီညနေဆို93လငါတို့အမြဲပတ်စီဂီတာတွေပြန်ဆိုင်တီးကဆောင်းရှင်းမှာတန်းစီတော့ငါလည်းကင်းဆိုင်ဘက်မှာငါတို့ချီရများပြီတူရီနဲ့တော့ဆက်ရတဲ့မောင်းနေတာအာစတက်ဂျန်နာဘုံကျောင်းတဲ့ကိုစိုက်ကနဲ့အသေးပတ်ကိုယ့်ရဲ့စာဖိတ်ဆိုင်ထိုင်မှာလုံးရရမနေတတ်အဲ့ပုံနဲ့ချိုးမပြေပါမချေနဲ့ရအသေးပတ်လူတီသူမဲတို့လုံးမစင်တဲ့ခဲမပြင်းတဲ့ခဲမလာသူဒါနဲ့တင်ရင်မင်းတို့တွေလုံးမဂိမ်းတို့လဲတို့ဆိုင်နေစကားပြောဖို့ထွေတဲ့ခဲတင်တဲ့ပြီး short ပေးရင် hit coming can you me Way strong, way strong, way strong, way strong. ရန်ကုန်မြို့လူနေမှုစက်ငါပြောပြမယ်မင်းကြည့်ပါဒီမြို့ကချားနေတူအဲ့ဒါတွေမင်းသိလားမိတ်ကလေးတွေလာတဲ့နေရာအဲ့ဒါတွေမင်းကြည့်ပါကြောင်မြောင်စမ်းကြောင်မြို့တဲ့လျှောက်လဲမင်းပတ်ပါဒီပုံစံသွားတိုင်းလဲ rap ပါလိုက် rock ပါညနေတော့ကြမျိုးကောင်းနေရှောက်သွားနေတာမင်းကြည့်ပါနေတဲ့နေရာပြောတဲ့ကားထားကားတွေပြောနေကြတဲ့ကြောင်ကြောက်ပုံစံမျိုးနေတဲ့လိုပြောဖို့ရှိစိတ်ချလိုက်ကြည့်ကောင်းတဲ့ခွတ်တဲ့ပုံစံကြည့်ရတဲ့ရန်ကြီးနေထိုင်ခဲ့ရန်ကုန်